ရှိတယ်ဗျာရှိတဲ့လောက်ရှိတယ်ဗျာဘလို့အများကြီးတော့မဟုတ်ပေါ့ဗျာဟိုရေလည်းမရှိတော့ဘူးစားစရာလည်းဒီမှာစရတာဗျာစားစရာလည်းမရှိတော့ဘူးမှရေတောက်ရေအစပြတ်တာဗျာဒီအဲ့ရှိလမ်းလေးကြဒီဘယ်ဘက်ကွင်ပါဗျာအဲ့လမ်းလေးပဲဗျာဘောဒီပခိယမှဒီလမ်းလေးကတည်းကကွန်ကရစ်လမ်းလေးတိုင်ကိုလိုက်ဘောဒီပခိယဘောဒီပခိယတို့ဟွာတို့တောင်ပေါ်ကြီးတို့စကိုင်းတောင်ကကြတော့အဆောက်အဦပြိုပြက်တာများတယ်နော်ဒီကလည်းများတယ်ဗျာဟိုဟာပြက်တဲ့နေရာတွေကြတော့ခုနရာပြေတဲ့ဆိုရင်လည်းပြိုတာပဲဟာသွားမရတော့ဘူးရတယ်ဗျာနောက်ကနေပတ်ဝင်လို့ရတယ်ဒီတရားအကြောင်းပေါ်ကြီးရောက်ပါတယ်ဗျာဒီဘက်ကိုဝင်တော့ပါဗျာလေဒီတိုင်းသွားလို့ရမှာတော့တပည့်တော်တဲ့ရုံပါပဲဗျာဒါတပည့်တော်ကဟိုမိကုန်းလူသားတို့ဆိုရင်ခါတိုင်းလို့လေဒီတူတန်းလို့လွယ်ကူမယ်လို့ထင်တာပေါ့နော်မှန်ပါဗျာဘယ်လွယ်လိမ့်မှာတော့မလွယ်ဘူးဗျာခက်ဗျာလူရတော့ဘယ်လွယ်မှာတော့ဝါဆရာတော်ရှိသလားဆရာလေးတွေမင်းဆရာလေးဟုတ်လားဆရာလေးကြောင့်ဟုတ်လားဟုတ်တယ်ဒီလိုညီလေးထားခဲ့တဲ့အကြောင်းအေးမင်းညီလေးထားခဲ့တဲ့အကြောင်းတော်တော်ပြည့်စည်သွားတာပဲအကုန်သွားတာပဲဟာပုံကြသွားတာနော်ပုံကြသွားတာဒီအများကြီးဗျာဒီဘက်တွေရောဟိုဟာလည်းပုံကြတာပါပဲဗျာဆရာတော်တို့ကဟိုလမ်းဘေးလေးကြတော့တိတ်ပြီးမပြတ်တယ်လို့ပဲဗျာအတွင်းရောင်တော့ကြတော့တော်တော်နင်းနာကိုပြတ်ပါတယ်ဗျာဒါကြီးဆိုလည်းပုံသွားတာတဝါတွေစစ်ပြဘာတွေထိကြိုက်တယ်တရားနီးတော့သေးတယ်နဲ့တူတယ်ဗျာအားလုံးဆိုရင်လေတထောင်ရိုးလုံးပေါ့ခုနနာတာတွေက3ဦးသေးတယ်ဗျာတန်ဃာတစ်ပါးမှမပြန်ပါဘူးဗျာအဲ့မှာခိုင်းချုပ်ဆိုတာတပည့်တော်ပြောတာအဲ့ကိုတော့ပဲအသိချက်လေးချက်လားချက်တော့ခဲဒီအဲ့တော့ခံပါလားပေါ့လီဘုံကြီးကျွတ်မယ်ဒါသူ့ညီဖျားမှန်ပါဗျာဒါသူ့ညီလားအမေတပည့်တော်နဲ့ဘောတာဗျာသူ့ပြောတာလားသူတပည့်တော်တို့ကသူ့ကြတော့ခိုင်းချုပ်လို့ခေါ်တာဗျာသူကတပည့်တော်ကြကမ်းယူလို့ခေါ်တာဗျာဟာသူတို့တွေ့ကျင်တဲ့နေရာတွေ့လိုက်